နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်စတော့တန်မြို့မှာမိသားစုပွဲတစ်ခုအတွင်းဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုမှာကလေးငယ်တဦးအပါအဝင်၄ဦးသေဆုံးပြီးတော့10ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။အနည်းဆုံးကလေးတစ်ယောက်အပါအဝင်၄ယောက်သေဆုံးခဲ့ကြောင်းတန်တရားရှိသူတဦးတစ်ယောက်ကိုမျှဖမ်းဆီးထားနိုင်ခဲ့ခြင်းမရှိသေးကြောင်းစတော့တန်မြို့မြို့တော်ဝန်ကပြောကြားပါတယ်။ဒီပြစ်ခတ်မှုဟာနိုဝင်ဘာလ29ရက်နေ့ဒေသစံတော်ချိန်ညနေ6နာရီလောက်မှာစတော့တန်မြို့မှာကလေးငယ်တဦးရဲ့မွေးနေ့ပွဲကိုကျင်းပနေစဉ်အခုလိုဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ရန်ရရှိသူတွေအထက်မှာလူကြီး2ဦးနဲ့အသက်9နှစ်အရွယ်ကလေးငယ်2ဦးတို့ကိုစိန့်ဂျိုးဇက်ဆေးရုံကိုပို့ဆောင်လာခဲ့တယ်လို့ဆေးရုံရဲ့ပြောခွင့်ရသူကပြောဆိုထားပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်ရပ်တစ်ခုအဖြစ်သူ့ရုံးရဲ့လူမှုမီဒီယာ post တစ်ခုကနေပြောကြားထားပါတယ်ရှင်။